မနေ့ပြန်ရဲ့လမ်းများတိတ်ကောင်းတဲ့ချင်းလေးပါကျွန်တော်တို့တော့ဒီမှာဒီလေးလက်ခတ်လေးကသူကတစ်ချိုးလေးကစားတာပေါ့နော်တိကျိုးလေးလွတ်လိုက်တယ်ပြီးရင်ဖိတယ်လက်ကလေးလက်တကြွယ်ပေါ့နော်လက်ကလေးပြီးတော့လက်တန်းပေါ့အဲ့လိုလေဒီလေးပေါ့နော်ဒီလေးပြီးရင်ကောက်လေးတွေကလွယ်လွယ်လေးတွေပါတချင်းဆိုတာကအရင်ပညာပါတာပေါ့နော်ပညာပါတာဘီမိုင်းနာပင်ကြီးလာအေးလေးရောက်မယ်လာလာလာဒီမိုင်နာမဝင်ခင်ပေါ့နော်ဒီမှာနော်ဒီမိုင်နာပေါ့နော်ဒီမိုင်နာG A B B flatအဲ့လိုသွားတာပါနော်down up down up down အဲ့လိုသွားတာပါနော်G နဲ့ A နဲ့အစို့ပေါ့နော်မြစ်တစ်ချက်ခံပြီးတော့ပူ A လေးကိုပူပေါ်သွားအောင်ပေါ့နော်ဘီမိုင်းနာကို၄ချက်ပေါ့နော်တပီထဲမှာအေးလည်းအဲ့တိုင်းပဲဒါပေမဲ့သူ့ရဲ့ဆိုတဲ့အချိန်ကျရင်ကျွန်တော်တို့လက်ခတ်လေးကိုညင်ညင်သာသာလေးတီးတဲ့နေရာညင်ညင်သာသာလေးတီးမယ်တင်တဲ့နေရာတင်မယ်ပေါ့နော်ဥပမာအဲ့လိုမျိုးဒီကျွန်တော်တို့ကော်ရက်ရောက်သွားတဲ့အချိန်ကျရင်ဒါအိမ်မလာရ
အဲ့လိုနေရာတွေပေါ့နော်အရှင်လေးတက်ပြီးတော့ခေါ်သွားအောင်ပေါ့နော်အဲ့လိုမျိုးအရသာရှိရှိတီးမယ်ဆိုရင်မူလေးနဲ့ဒီခံစားချက်တွေနဲ့ပေါ့နော်တီးရမှာဖြစ်တဲ့အတွက်ဒီလက်ခတ်ကြီးကိုပုံသေးထားတီးဖို့လည်းမလိုပါဘူးကျွန်တော်ပြတဲ့အတိုင်းလဲမတီးလဲရပါတယ်အဆင်ပြေသလိုလေးတီးပြီးတော့တချင်းလေးကိုငြိမ်လို့ရရင်ပိုကောင်းတာပေါ့နော်အဲ့တော့ဒီကကျွန်တော် channel လေးကိုကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမတွေနောက်ထပ်ထပ်တိုးလာမယ့်ညီကိုမောင်နှမတွေရောပေါ့နော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးဖို့နောက်ပြီးတော့ like လေးပေးဖို့ comment လေးတွေတစ်ချောင်းစနှစ်ချောင်းစတောင်းမို့တစ်လုံးစနှလုံးစပေါ့နော်ရေးပေးဖို့ကျွန်တော်ဒီကနေ request လုပ်တယ်ကြည့်ရှုနေတဲ့ဒီညီကိုမောင်နှမတငယ်ချင်းအားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်